ဆက်မဆိုတဲ့လူငယ်ဟာစေယုံကရင်ပေါ်မှာရုတ်တရက်နိုးလာခဲ့ပါတယ်။သူဘလို့ကြောင့်ဒီရောက်နေမှမမှတ်မိလို့ထိတ်လန့်နေချိန်မှာဒွေနုမန်ကသူ့ကိုစိတ်အေးထားဖို့ချော့မော့ရပါတယ်။ဒေါက်တာပြောပြချက်အရဆမ်မောင်ဟာသူ့အိမ်ရှိမှတင်ဘိုက်ထဲကအစာစိတ်တင်ပြီးတက်နေတာကြောင့်လူနာတင်ကားနဲ့ခေါ်လာခဲ့ရတာပါ။ပိုပြီးထိတ်လန့်ဖို့ကောင်းတာကဆမ်မန်ရဲ့နှလုံးဟာ2 မိနစ်လောက်ရပ်သွားခဲ့ပြီးဆရာဝန်တွေကအသေးအတန်ပြန်ကယ်ခဲ့ရတာပါ။သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်စစ်ဆေးကြည့်တဲ့အခါဆမ်မန်ကအချက်လက်အမှန်တွေကိုပြောနိုင်ပေမဲ့ခုနှစ်ကိုတော့2000ပြည့်နှစ်လို့ပဲထင်နေပါတယ်။ဒါပေမဲ့တကယ်လက်ရှိအချိန်က2002ခုနှစ်ဖြစ်နေပြီးသူ့မှာအနာဆိုတဲ့ဇနီးတစ်ယောက်တောင်ရှိနေပြီလို့ဒေါက်တာကပြောပြပါတယ်။2000နဲ့2002ကြားကရှုပ်ထွေးမှုများဆမ်မန်ဟာလွန်ခဲ့တဲ့နှစ်စာမှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ short term amnesia ဝေဒနာခံစားနေရတာပါ။အဲ့ဒီအချိန်မှာပဲအသားဖြူဖြူချောချောမျိုးသမီးတစ်ယောက်အခန်းထဲပြေးဝင်လာပြီးဆမ်မန်ကိုဖက်လိုက်ပါတယ်။သူမကဆမ်မန်ကိုချစ်ကြောင်းတွေပြောပေမဲ့ဆမ်မန်ကသူမကိုမမှတ်မိတဲ့အတွက်စိတ်ပြက်ပြီးအခန်းထဲကပြေးထွက်သွားပါတယ်။ထူးဆန်းတာကဆိုင်းမွန်သူမနောက်ကိုလိုက်ဖို့ပြင်တော့ဒွေနူးမနဲ့အလုတ်တင်ထရဗယ်ကဘသူမှအခန်းထဲဝင်မလာဘူးလို့ညှင်းဆိုကြတာပါ။ဒါပေမဲ့ခဏကြာမှတော့တကယ်ဇနီးဖြစ်သူကအခန်းထဲရောက်လာပြန်ပါတယ်။လှုပ်ဝက်ချက်နဲ့အမှောင်ဖုံးခဲ့တဲ့အတိတ်ဆမ်မန်ဟာသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်တူးဆွဲကြည့်တဲ့အခါမှာတော့သူ့အကိုဖက်ဒရနဲ့အမွေကိစ္စကြောင့်စကားများခဲ့တာဖီဒရဟာလွန်ခဲ့တဲ့နှစ်ကကားအက်ဆီဒင့်နဲ့ဆုံးပါသွားခဲ့တာသူ့ရဲ့ချစ်သူဟောင်းခွဲဟာတကယ်တော့ဖီဒရရဲ့စိတ်ဆက်ထားသူဖြစ်နေတာတွေကိုတစစီပြန်မြင်လာပါတယ်ပိုပြီးကြောက်ဖို့ကောင်းတာကဆေးရုံထဲမှာဆမ်မန်ကိုတယောက်ယောက်ကဆေးထိုးပြီးတက်ဖို့ကြိုးစားနေတာပါသူမရိုက်ဆက်ထဲရောက်နေချိန်မှာလူစိမ်းတယောက်ကသူ့ကိုအစိတ်ထိုးဖို့ကြိုးစားခဲ့ပါတယ်ဆမ်မန်တယောက်ဆေးရုံထဲမှာပြေးလွှားရင်းနဲ့တထူးမဆိုသူနဲ့တွေ့တဲ့အခါမှာတော့ခုနှစ်က2000ပြည့်နှစ်ဖြစ်နေပြန်ရောအမှန်တရားရဲ့နောက်ဆုံးမျက်နှာစာဇက်ရှိန်တက်လာတဲ့အခါမှာဆမ်မန်ဟာတကယ်တော့သူ့အကူဖက်ဒရကိုမတော်တဆတွန်းချမိပြီးမှန်ပေါ်ကြကတန်း